မိမိရဲ့တခြင်းကဏ္ဍနဲ့ဖြောပြီးတင်ဆက်ပြီးရဲ့နောက်ပိုင်းမှာနော်ဗျာအခုတဖန်အလှည့်ကျသူကတော့နော်အင်ဂျိုအင်ဂျာဇေယျဂျိုဇေယျဂျာကျောင်းယိုကျောင်းဦးရှင်တော်များရဲ့တေးတာလားလေတေးတာဇေယျဂျိုဇေယျဂျာမှာတောင်းစားနေတဲ့တောင်းစားဘဝကနေမကျွတ်လို့သေးတဲ့နော်အမေကျော်ဒွေးတော်ဘာဆက်ကြံစီမဲ့အဆိုတော်လူရှင်တော်ကိုမိုးရီဖြစ်ပါတယ်သူဒီဆိုမဲ့တခြင်းကတော့တပုတ်သေးတဲ့နားစင်ပါခင်ဗျာတပုတ်သေးပုတ်ကိုဘယ်လိုဒီလောက်ရှိမှန်းတော့မသိဘူးဒါကြောင့်လည်းဟုတ်ပါရဲ့ရောဟုတ်လားကျော်တယ်လေဘာလို့လူကျော်ရပဲဒီလိုဝါနေလို့လည်းနာမကြီးတာပါဟုတ်ပါပြီအစိုးရဆာမပြီးလားပြောရတယ်ပြီးတယ်အဆိုးဖြစ်တဲ့ကံကြောင့်မလဲအေးရခံဆောင်မယ်လာရလေးမလို့ရှင်နဲ့လာရမြတ်မမြတ်လို့တဲ့ချီရလာလို့ခဏမေရမောင်းကိုပင်တပုတ်ခဲနော်မုံမပေါ်လို့လက်တကြူလာရင်မေသာတောင်းချေစီထွေတွေဒီတောင်းဆိုတိုက်ကြားဆိုကြိုက်ကျွန်တော်မပသိလူချောရင်မောင်းလာဖို့တမှုစောင်းသမားတယောက်ကိုလေသတိမရရင်နေပါစေဘလို့ရောင်ကေးသာဖြတ်လိုက်ရင်တကူလုံးဝဲဖြားကြည်လင်းမြစ်တာတတ်နဲ့ဗုဒ္ဓမြတ်စွာအောင်ငိမ့်ဟာအောင်သိရောက်ခမပါအောင်သိရအောင်ငိမ့်ရရောက်ခမပါလို့တချင်းနဲ့ပြောပြီးတဲ့နောက်ပိုင်းမှာအခုတပံအလှည့်ကြသူကတော့စားစရာမရှိတောက်စရာမရှိသူများအိမ်မှာကပ်ပြီးတော့လိုက်စားသူများဟိုဖားနော်အဝိရှောထမင်းရှောနောက်ဆုံးမိန်လာအိမ်မှာအစဆေးပေးနေရတဲ့မိဘမွေးလိုက်ပြီးတော့လူဝဲလို့ဖြစ်လာမယားတွေယူသား၄ယောက်နဲ့မကျွေးနိုင်မမိုးနဲ့ရောက်ခမအိမ်ကပ်နေရတဲ့လူရှင်တော်အဆိုတော်ကိုတိန်ညွန့်ဖြစ်ပါတယ်မင်းဘလောက်မြောက်ငါတို့ကဘဝင်မမြင့်တတ်ပါဟုတ်ပြီကိုတိန်ညွန့်မဟာဘောရီပင်နဲ့တချင်းတလံကွာပါသည်ရှင်သူကသူ့ကြောင့်တချင်းလိုက်စကြဝဠာမြေပြင်ထဲဝဲဟုတ်ပါမြဲရှိဆုံးကျဲတော်မူလေကောင်းတယ်ဒီမနမင်းမှာအကျွေး2000ရှိသည်ယူလီမနမင်းကအကျွေး2000ရှိတယ်ငါလည်း900ရစရာဆိုလို့အဲ့ဒီတူပဲရှိတယ်ဟဲ့ဟုတ်ပြီမနမင်းမှာအကျွေး2000ရှိပြီဆိုတချင်းကိုနော်ကိုတညကပြောပြပြီးတဲ့နောက်ပိုင်းမှာသူများရဲ့အင်ဂျိုအင်ဂျာမြို့ပြင်ကဇယက်ကျိုဇေယျကြားရဲ့ဘေးကကြွတွင်းလေးရဲ့ဘေးမှာအဖီဆွဲပြီးတော့နေရတဲ့လူရှင်တော်ဥစိန်ရုပ်အလှည့်ဖြစ်ပါတယ်တမရမပြောတယ်ဆိုတဲ့မောင်ကြီးကောင်းကြတမရင်ကိုတွန်းမလားမုံလာရင်ကိုတွန်းမလားစင်းစင်းစားစားပြောအချင်းဆိုပါဆိုမှမိဘနာရှင်မှာတမချင်းတွေမုံလာချင်းတွေရောက်နေအဲ့လိုတမချင်းတွေမုံလာချင်းတွေတချင်းတွေပြောပြီးတော့ပါအခုတခါအရန်ကိုပိဋကစိတ်ဝင်စိတ်စားနော်ရုပ်တက်ဖြစ်ပြီးတော့အခုတခါအဆိုတော့ကျွန်တော်တို့စင်ကာပူမှာ3ခေါက်နော်တစ်ခေါက်တည်းမြတ်3ခေါက်တည်းကောင်းမေးကြတယ်တစ်ခေါက်ပြန်ယူရသေးတယ်နော်စင်ကာပူ3ခေါက်ကျွန်တော်ဂျပန်တိုကျိုမြို့မှာ4ခေါက်နော်ယူရီးယားထိုင်းဖုန်းမလေးရှားနိုင်ငံပေါင်းစုံကနေပြီးတော့လှည့်ပြီးတော့ပြန်လာခဲ့တဲ့စတိတ်ကျော်အဆိုတော် International Mosque ဖြစ်ပါတယ် International Mosque သူဒီဆိုမဲ့တချင်းရတော့သူအမတန်နာမကြီးခဲ့တဲ့ဖတ်လုံးရှိဦးဇကားထဲမှာရှိတဲ့စာဦးတချင်းကိုအကြီးလှမ်းမယ်စာဦးတချင်းကိုအကြီးလှမ်းမယ်ဟဲ့ Ready 1 2 တတိယလေးညညချင်းတောက်တဲ့ခါရွာလန်းတပင်မှာရှာလာလာညညချင်းတောက်တဲ့ခါရွာလန်းတပင်မှာရှာလာလာစာ
တငယ်ချင်းမာရီရခစင်လို့လားရှာလာလာချီလေတန်ပါအိုးမရောက်ထားကြပြီအိုးမတွေ့တာကြပြီအိုးယေ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 အမရိယလိုက်တာစာဦးရေဒွန်ဒွန်ပြီးပြီ ဘုရားတော်မြမတန်ဆက်လက်ရှုစားမှာကဖလာညီနောင်များရဲ့တေးသန္တာဆိတ်ရှုကဏ္ဍပြီးသွားပါပြီခုကခုနအချိန်မှာတင်ဆက်နေကြဖြစ်တဲ့အိုရှင်းဇလံဖြစ်ပါတယ်အိုရှင်းကကျွန်တော်တို့ရုပ်မြင်သံညာအနေတင်ဆက်နေမကဘူးဗမာပြည်ကိုသူကိုယ်တိုင်ကဘာလက်ခီးတဲ့အနေနဲ့ရောက်ရှိလာပါအိုရှင်းနဲ့မြမအတန်နဲ့ဆွေးနွေးကလေးလည်းမြင်ရမယ်အိုရှင်းပါဝင်တဲ့ကားလေးလည်းမြင်ရမယ်တွေ့ရမယ်ဒီတော့အိုရှင်းနဲ့မြမတန်နဲ့ဆွေးနွေးတဲ့အခါလေးလဲစောင့်မျှော်ပြီးတော့နားထောင်ကြပါဟိုအိုရှင်းပါတဲ့ဇာလန်းလေးကိုအရင်တင်ဆက်ပါမယ်အိုရှင်းကြွပါအိုရှင်းလာပါလိမ့်အိုရှင်းလာပါတော့မယ် Fuji color films အိုရှင်းမလာခင်ကြော်ညာပြတာတော့ကျွန်တော်တို့မြမအတန်ရဲ့ထုံးစံဖြစ်နေလို့ပါထုံးစံလေးတိမ်ခေါ်သွားမှာဆိုလို့ကျွန်တော်တို့ကြော်ညာလေးရင်တင်ဆက်တာပါအိုရှင်းလာပါFuji color films အိုရှင်းမြန်မာပြည်သားနဲ့တွေ့ဆုံရတာပြောတယ်မဟုတ်လားဂျပန်လိုနည်းနည်းပါပါပြောပါ ありがとうございます。 အသေးပဲရပါတယ် You. You are eager. Issue are Ajinomoto. Fuji color films 我先记啊嘛啦，都记啊嘛啦，是。好的，别的他妈不要讲，我 TV 的嘛，都他妈前几年真闹了。 လာလေ 来吧，我先把我也进来。 Fuji ဟော color films 那那都回多少？哪辈子把我也弄没？那那我先记啊嘛，没得，都记啊嘛，没得。 ဂျပန်လိုလေးနဲ့မိတ်ဆက်စကားပြောပါ ပြလုံးပြီးတော့ဟိုဘက်မှာသွားထားမလို့ 把地址嘛的嘞， ဟိုဂျပန်လိုဘာကြီးကိုပဲလို့ခေါ်ပါလဲ 我记山， ဘာကြီးကိုအိုကြီးစံ 我记山， ဥလေးကြတော့ 我八山。 အိုပတ်စံဟိုကျေးဇူးတင်ပါတယ်ဆိုတော့ ありがとうございます。 ဟိုအလီကတုကိုဆိုင်ပါဂျပန်လိုလေးနဲ့မိတ်ဆက်ပါ 一起过来，呀，好的，的。看他就爱家，可大个， အဲ့ဒါဘာပြောတာတော့ 丢一大个阿高呀。 ဘာကြီးကို 我记山， ဦးလေးကို 我八山， ကျေးဇူးတင်ပါတယ် 过阿里个都过来过来嘛。 မြောက်တကိုပဲလို့ခေါ်တော့ 一般苗头工不要胡，苗头工嘛，一般啥都没有。 ဘိုးဗမာပြည်မှာမြောက်တကို color films ပါရိုက်မယ်ဆိုတော့ဘူးလေးတော့ပြစ်လိုက်သေးတယ်နော်ရတဲ့ဒီတဲ့ပုံစံမျိုးစုံနဲ့အတင်းဝင်ကြော်ညာနေတာပဲ ကဲမြောက်တကိုဂျပန်လိုပဲလို့ခေါ်တော့ နောက်တစ်ခုကိုဂျပန်လိုမရှိဘူး ဟောဗမာပြည်ရောက်နေသိရမှာပေါ့ နောက်တစ်ခုဂျပန်လိုမလကန်တာ မြောက်တကိုမာလာခန္ဓာတဲ့မြောက်တကိုမာလာခန္ဓာ သူကတိတ်ထားမှနမို့ဒါကောက်ပြီးထလာကြော်ညာနေဦးမယ် ဒါမဲ့တောင်တကုံကြတော့ပဲလို့ခေါ်တော့ ဝိလေမနာ မြောက်တကုံဒါရဏတောင်တကုံကြတော့ဝိလေပန
လိုင်းသားရကြတော့ သာသနာ ရွှေပြည်သားကြ ဗ တော့ န္ဒနာ ထောက်ကြံကြတော့ဝိပုသနာဌာနဝေဒာမိသိက္ခာပဒမောနောက်မှဖိနေကုန်နေကြောဖို့လှုပ်လာတယ်ဘယ်လိုလဲ လာဗျာ ကျွန်တော်တို့ဟာသာညီတော်များရေရှင်မော်လေးတွေခရရှင်တွေတက်ကြွသေးတယ် ဟုတ်တယ် နော်ဗျာ ဟုတ်ပါ အားပြီးတဲ့ပိဿတွေကျေးဇူးတယ်လို့မဆုံးပါဘူး မှန်ပါဗျာ ခဲ့ရမင်းကောင်းဆောင်သမီးမြင့်မြင့်ကြည်လေးမျောလင်းကြပြီ လောကလေးမျိုးရတယ်ဗျာ ပိဿနဲ့မိစ္ဆာစကားလေးပြောကြအောင်လား ဒါဆင် မြင့်မြင့်ကြည်ဆိုတဲ့ကြည်ကြည်ဟင်ခေါ်တာဘာလို့လဲကြ မြင့်မြင့်ကြီးကိုခေါ်လာဟိုဟာအရင်ပြေးပြီးထွက်လာ တော်တယ် မြင့်မြင့်ကြီးအရင်လာမင်းကမြင့်မြင့်ကြီးစီကဆေးကိုယူတောက်ထားလို့ အာဘာလဲဘာရောက် မင်းအဲ့ဒါတော့ချင်းချင်းမနေပါနဲ့ ဘေး လူရှင်တော်ထဲမှာနှခမ်းမွဲပါနေလို့ အဲ နှခမ်းမွဲရေးပြိဿမှာတကယ်လှတဲ့ရုပ် ဟုတ်တယ် ကရုံးကိုတေးကြတို့လိုပုတ်ကေကောင်းကောင်းထားကြည့်ပါမိမချောချောတဲ့ရုပ်ကလေး ဟုတ်တယ် တကလေးညရတာ ဟာ ဖေမနေဝင် အာ မိမချောချောတာ အာမင်းမကြောက် ဘယ်တဲ့ကလေးဟိုဘက်လဲစားဟေးမစ္စည်းပါဇက်ကလေးရေးစားအေးချမ်းမေပစ္စည်း ဘာလဲအဲ့ဒါအဲ့ကြမကြည့် အေးချမ်းမေပစ္စည်းတွေမနေတဲ့အတိုင်းပဲလို့မလေးမပင်မနဲ့ရေးပြီးတော့ ဟုတ်ပါကွာမင်းလည်းနှခမ်းမွေးကြောင်အဲ့ဒါအကိုကပြောတာ ဟဲ့ဟုတ် ဒါတော့ကြည့်တာအဲ့နှခမ်းမွေးသွားရိတ်ပလိုက် ဘယ်မှာရေးရ ဟုတ်ပါရဲ့ ရှင်မခန္ဓာ ဒီမှာခဏမင်းမသွားတာငါသွားတာမဟုတ် ဟိုအဲ့ဒီကက်ကြီးလေးတွေတော်တော်ပြတ်တယ် မ ပြော ကြောက်ဘူးဒီပါ မင်္ဂလာပါရှင် ဟောမလေးကဟောမနေပါ ဒီကနေ့အဖြစ်จิตသေးမင်္ဂလာအပေါင်းခါညောင်းပြည့်စုံသော ဟုတ်ကဲ့ တာယာသောညဉ့်ဉန်းချိန်ခါပါရှင် ဟုတ်တယ်ဟုတ်တယ် ကြွရောက်ရှုစားအားပေးကြတဲ့ဂုဏ်သေးရှိမိပရိသတ်ပေါင်းနဲ့အတူအနုပညာကိုချစ်မြတ်နိုးတဲ့အနုပညာချစ်သူမိဘပြည်သူအားလုံးမိုးစံတော်ပန်းလို့စင်ထားရလက်ဆက်နိုင်ကြပါစီလို့မြင့်မြင့်ကြီးကစုမုံကောင်းများတောင်းဆုချွေရပါ ဟာ တယ် လေးမလိုက်ကြပိဿကမိုးဆပါ ဟုတ်ကဲ့ ပိဿကမိုးဆပါဆိုတော့မြင့်မြင့်ကြီးလေးကလှတယ်ချောတယ် အဲ သစ်ပင်ပေါ်မှာသူများသစ်ပင်ပေါ်မှာတွားတာတန့်စင်ပန်း သဇင်ပန်းတန့်စင်ပန်းလေး တို့နှစ်ယောက်ကနေစီပန်း မင်းကြီးပန်း မင်းတို့နှစ်ယောက်ကပြားပရုံးအဲ့တော့မင်းတို့ကဒိုပန်းလာဆုံး ဥစရုံ ဟေး ကျွန်တော်တို့ကစုပ်ပတုံးမဟုတ်ဘူးနော်ကျွန်တော်ကထိုးပတုံးနေရထိုးပတုံးနေလို့ခါမစုံဘူး ဥတည်ညွေ ညာဟုတ်ညာ ဗျာ ကိုတင်ညို့ဟုတ် ရုပ်ချင်းကဒူးနေတာ ဥမိုဒီ ချစ်ချစ် ဟာလေ ပါတော့ ချစ်ချစ်လိုက်လာအချစ်ကတကယ်ပါ ဘာပြောနေရလဲ လိုက်လာတယ်လို့ပြော မြင့်မြင့်ကြီးမြင့်မြင့်ကြီး မြင့်မြင့်ကြီးပါ နေစားဘာလို့မင်းသမီး ချစ်ချစ်မင်းကြီးမဟုတ်ပါဘူးကျွန်တော်ချစ်ချစ်ပါ မြင့်မြင့် မ ကြီး င်းကလားမြင့်မြင့်ကြီးပါ သူ့ဘဲကသိရင်လည်းသိရင်ထိုးခံအောင် ဩသိကြမယ် မင်းကဘာမှတ်တာလဲဘာကြည့် ချစ်ကျွန်တော်ချစ်ချစ်ကျွန်တော်မှတ်မိတာ ဘာ ဘူး မှမလုပ်တာလေ ကျွန်တော်ချစ်ချစ်ကဘယ်ဘက်တင်ပါမှာပေါင်းပါတယ် ဘယ်ဘက်တင်မှပေါင်းပါရင်မင်းချစ်ချစ် ဟုတ်တယ် မြင့်မြင့်ကြီးမယုံမသိဟိုဘက်လက်ပြဟုတ်လားကြည့် ဟုတ်ပါတယ်ဗျာခွင်ခွင်လေးပါဟုတ်ပါတယ်ဗျာကျွန်တော်ချစ်ချစ်မှာကျွန်တော်ချစ်ချစ်ကလေးပါ ခွင်းခွင်း ကျွန်တော်မှတ်မိတာပါခင်ဗျာ ချီခွင်းဒီချီခွင်းတောင်သူကသိတယ် ပေါင်းပါရင်မင်းမိမ ဘယ်ဘက်တင်ပါမှာပေါင်းပါတယ် အတွင်းကြကြကိုသိတယ်ချီခွင်းတောင်သိနေတယ် ငမော ညာ ဘယ်ဘက်တင်မှပေါင်းပါရင်သူချစ်ချစ် ဟုတ်တယ် မင်းဟိုဘက်လက်ပြ ဟုတ်ပြီလေ အထာနဲ့ချစ်ချစ်ပဲဟုတ်ပါတယ်ဗျာခွင်ခွင်လေးပဲ မခွင်းဘူးဗျခင်ဗျာကျွန်တော်ဖြောင်းနေတာဒီတော့ကခင်ဗျာ ကိုမော်ကြီး ခင်ဗျာ ဥစိန်ယုံ ဟာကြမှာဥစိန် ဘာဖြစ်လို့လဲ ကိုကြီးဘာညာခေါ် ကိုလည်းဘာကိုကြီးယူပြောချင်မှာသူကသေကန်ကြီးခါယူလာပဲနေရတယ်ပြောတာဒါပင်မနာမှလည်းပြောချင်မှာ ခေါ်တယ်ချင်းလားနေချင်းလို့လား ရကျင်တာပေါ့ ခေါ်မခေါ်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  ကိုဘယ်လိုခေါ်မှာလဲ ကိုရဲလို့ခေါ်တာ ကိုကိုရဲ့ ဗျာ ဟမ် မဟုတ်လေခင်ဗျာထူးလေ အချက်ချင်းကဆန်ရောက်လာမလား ခင်ဗျာထူးလေခင်ဗျာဒီနှုတ်ကချီလန်းကျဲနေတာဟုတ် အေး ကိုရေ ကိုကိုရဲ့ ဗျာလို့ထူးထူးလေအဲ့ဒီဗဒချီလန်းကျဲတာဟုတ်ကခင်ဗျာအဲ့ကြောင့်ပြတ်သွားတာတဲ့ သူကဝယ်မစားပဲနဲ့နိုင်နီးနေတယ် ကိုရေ ကိုကိုရဲ့ ကိုရဲ့ ကိုကိုရဲ့ ကိုရဲ့ ကိုကိုရဲ့ ကိုရွယ် တော့မင်းကျတော့ကိုရဲ့ပြန်ငါကျတော့ကိုရဲ့ဘာရဲ့မှာ သူကထူး ဟာ နေတာ ဦး ပဲ ကြီးမလို့ပြည့်လားအမသူကအသေးမရနေသလားရေးတာအမ ဟုတ်တယ်မဟုတ် အဲ့နားလမ်းခေါ်ရတာ ကျွန်တော်သူကလည်းကျွန်တော် ခေါ်ကြည့်တာ ဘယ်လိုခေါ်မလဲ ကိုရိုးကြီးတမင်းစား ကိုရိုးရဲ့တနည်းစား ဟိုဘက်ကသားနဲ့ရောက်ကျွေးနေ
ဟုတ်ကဲ့လျှောက်ပြောတယ်ကောင်မလေးပြောတယ်မင်းကြီးကတော့ဘာမှမပြောသဘောကောင်းရေးတယ်ဘာလို့သူကြီးကမျက်နှာပြက်ပြီးမင်းတို့ကိုကြိတ်ဆဲနေ ကိုရေ အဲ့ဗျာ ယခုတခါမိမိကြီးဖြောရီတင်ဆက်ချင်တာကတော့တခိတခါကအငိမ့်ကလေးအကြောင်းဖြစ်ပါတယ် ဩအေး တခိတခါကနာမည်ကြီးခဲ့တဲ့အငိမ့်မိကြီးများဖြစ်ကြတယ်အမေ UTC ရွှေနှင်းစီညချေချင်းမတ်ငွေမြိုင်အမေတုံအမေမုံမထွေးလေးအစရှိတဲ့အငိမ့်မိကြီးများတွေကညချေချင်းမတ်ငွေမြိုင်ရင်စံနကူးမြိုင်ဆိုတဲ့ချင်းလေးနဲ့ဖြောရီတင်ဆက်ချင်ပါတယ်ရှင် စံန မြတ်ချေချင်းမငွေမြိုင် စံတကူးမြ ငါကြောသောရွှေမန်းဦးတင်မောင်ရဲ့ဆရာမင်းသမီးနဲ့မင်းသားတွေကပညာသမီးမွေးထုတ်လာတာ ဟုတ်ပါတယ် မြတ်ချေချင်းမငွေမြိုင်ရဲ့ဗါလဲ စံနကူးမြိုင် စံတကူးမြ အာကြောက် ကြောက်ခင်ဗျာကောင်ကြောက် အစ်စ်တွေဘယ်လိုပဲကောင်းနေနေအဟောင်းကတော့တလဲလဲပါပဲရှင် မှန်ရဲ့ ချစ်ခင်အောင်အောင်းမိပဲပေါ့ ဟုတ်ကဲ့ အမေတို့ရဲ့ခေတ်ကိုမိမိကြီးတို့မိလိုက်ပါဘူး မမီဘူး ဒါပေမဲ့တင်ဆရာမြင်ဆရာကြားဆရာများရဲ့ဂုဏ်ကျေးဇူးမိမိကြီးတို့ရဲ့ဆရာမတွေဖြစ်တဲ့ဆရာမကြီးဒေါ်စန်းနုတို့ဒေါ်အုံးကြီးတို့ရဲ့တင် जा ပို့ချမှုနဲ့နော်အတက်နိုင်ဆုံးပြီးပြင်းအောင်စိုးပေါက်ကလေးတွေကဟန်လေးတွေကစမိမိကြီးဖြောပြီးတင်ဆက်ချင်ပါတယ်နားဆင်ပေးပါရှင် မြိုင်ဝဆိုရမယ် ပါတယ် လာပါစိတ်တို့မနဲ့ဝေးဝေးကြီးမဆိုနဲ့ပိဿကနေ့ကိုမင်းရအောင်ကိုနောက်ကိုရောက်သွားရင်ပိဿကအားမရဘူး ဟုတ်လား အတန်လေးလည်းကောင်းသားနဲ့ဟင်းလို့ဩစမ်း ဟေး ကောင်းနိုင်တယ်ကောင်းလေးဆိုးနိုင်တယ် ဟောတာဗော ဟင်းဒီမှာကတာတညမှာ1000လောက်ရ ဟုတ် ဘုန်းကြီးမြန်ကြီးဗါလေတွေ့ရင်အိမ်ကျူ9000လောက်ရမယ်ဘုန်းကြီးမြန်အိမ်ကျူမလား ဒီမှာပေါ့ ဘုန်းကြီးမင်းဘုန်းကြီးဝင်မလား ဟုတ်ဟမ်ငါကဖုန်းကြီးပြီးတော့နင်းတို့အမျိုးတွေတစ်မျိုးလုံးမချွတ်ဘူး အဲ့ဆို စားရမယ် နားဆင်ပေးပါအမြာနဲ့အကုန်ဆိုင် ဟုတ်ပါ မြိုင်ဆိုရင်ချစ်အမတန်ကောမမြိုင်ဆိုရင်ဖြင့်အမတန်ကောမြိုင် မြိုင် 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 အကြောင်းအတိမစရာလီလျာရှာကြည်နေပြန်နာဣတိတသမားထိုးရောမြိုင်အကြောင်း ဟုတ်ကဲ့ အတိမစရာလီလျာရှာကြည်နေပြန်နာဣတိတသမားထိုးရောအကြံထူပါလေညံထူပါလေကံထူပါလေမြိုင်ဒီညနေဆဲလေမြိုင်အကြံထူပါလေညံထူပါလေကံထူပါလေမြိုင် ဟဲ့ ဒီညနေဆဲလေမြိုင် လေလေ တဆောင်မတဆောင်နိုင်သူဝင်နေလေမြိုင်ကိုဝင်နေလေမြိုင်အရက်ချင်းကြီးပြိုင် ရဲ့ အရက်ချင်းငါပြိုင်မြောင်မြောင်မမမြိုင်အော်မြောင်မြောင်မမမြိုင်အရက်ချင်းကြီးပြိုင်တဆောင်မောင်းတဆောင်နိုင်တွင်နေမြိုင်ကိုယ်နေမြိုင်အရက်ချင်းကြီးပြိုင်အရက်ချင်းငါပြိုင်မြောင်မြောင်မမမြိုင်အော်မြောင်မြောင်မမမြိုင်အရက်ချင်းကြီးပြိုင်စိတ်တရာကြီးဝါရာသာမေလို့ဘာသာတင်မအချင်းကြီးပြောရဲမြိုင်အကြောင်းရှင်ပြိုင်၎င်းခင်မြိုင်အကြောင်းရှင်ပြိုင်ရှင်ပြိုင်၎င်းခင်မြိုင်မင်းဝန်တောင်မောင်း6000တော်မြိုင်မင်းဝန်တောင်မောင်း6000တော်မြိုင်ပြုမှုခြင်းအားစောပိုင်ပုရုဇဉ်များတော်မြိုင်ရှင်ရမြမြိုင်တွေကောင်းမပြပါရစေနဲ့မောလာရဲ့ ဒီမြင်လေ ဟဲဘောထူးရဲ့မမြိုင်စံနကူနဲ့နာမွေးရဲ့မြိုင်အဟောက်ကိုစံနဲ့မမြိုင်စံနကူနဲ့နာမွေးရဲ့မြိုင်စားတော့လေမြိုင်သွားတော့လေမြိုင်သွားတော့လေမြိုင်စားတော့လေမြိုင် မမြိုင်မမြိုင် မဟာမြိုင်ကြီးမှာတယောက်ထီပြောတယ်မြိုင် စကားမနာမင်းငါနဲ့လိုက်မလား ဘယ်ကိုသွားမလို့လဲ စိတ်ပညာရမုံဝင်ပွဲသွားအပ်ပေးရမယ် အဲငိုပေးလာဝင် အမှုပညာလည်းကြီးရတယ်ကုသိုလ်လည်းရတယ်
သွားမယ် လိုက်မလား ဒါပေမဲ့ကျွန်တော်မိမမသိသေးနဲ့ အေး ကျွန်တော်မိမသိရင်ပြဿနာတက်လုံးလို့ အေး ဒီမိမအမှန်ရှုပ်တယ်ဗျာ ဟာလည်းမိမမခေါ်ရင်မင်းလည်းမိမမခေါ်နဲ့ ဟုတ်တယ် နေ့ရက်သွားမယ် သွားမယ် လာသွားမယ် ဟောဘယ်အပေါက်ကကြားသွား ဟိုပေါက်က ဟေးဘောင်းသေးတယ်သွားလို့မရှုပ်နဲ့ဟော လိုက်မယ်လိုက်မယ် မလိုက်နဲ့ လိုက်မယ် ဟာဒီဟာမှတက်ခက်ပါလား လိုက် မလိုက်နဲ့ လိုက် ဟောဘောလုံးဘွဲဆိုလည်းမင်းလိုက်ခင်တာပဲဟိုတည်းကတက်ညိတ်သွားကြည့်မလိုက်နဲ့ ဘောလေဝါသနာပါလေအင်းလေဝါသနာဘောကိုသိစိတ်ဝင်စားတာဘောကိုခုံမင်းနဲ့ဘောကိုညှက်တဲ့ဘောကိုချစ်တယ်ဘောကိုမြန်လို့တယ်ဘောကိုတွေ့ကြတယ်ဘော ဘာသာထဲမှာတဘောလေးဘောနေလို့မလိုက်နဲ့ လိုက် အာသွားမနဲ့အစိတ်နောက်ချက်ပြမ လိုက် လို့ လိုက်လက်တဲ့မမောရဲ့ကြောနီးရောက်လက်တဲ့ကြောအောင်မရက်ခဲ့ဘူးသူလည်းကြမှာရက်ဆက်တယ်ဒါမနေနဲ့ရက်ဆက်တယ်မောင်တို့ယောက်ျားတွေကသိတာမပြောချင်လို့ကြည့်နေသိတာ ဟာဘာလို့ မပြောချင်လို့ကြည့်နေမောင်တို့အိုက်တွေ့ချီစေးရကြတယ်တချုံကွဲသေးပေါက်ကြတယ် ထုံဝဲမပေါက်လို့လမ်းမဲပေါက်ရင်ဟိုမှာဥပဒေထုတ်ထားပြီးဖမ်းတော့မယ် ကြောင်ကင်းပြီးတော့နေရချေတယ်မပေါင်း အမကွာကွာ ဖေးတယ်မေးတယ်ဒီလိုတကားပါအနိစ္စမကဘူးသူနဲ့ကြမှာမပြောချင်လူတော့မတော့ဘူး လူလိုမလုပ်ဘူးတဲ့ဗျာထည့်ပြောကြမလို့ဘူး မပေါင်း ကွာရှင်းသွား ကွာလေ ကွာသွားရှင်းမပေါက်ဘူးကွာ ဒီမိမမျိုးမောင်တို့ယောက်ျားတွေရဲ့မိမတွေကိုနေရာတကားဟာနိုင်နေစီနေပြုရှင်ညာတဲ့စကားနဲ့တမျိုးဟိုဓာတ်နဲ့ထိုးပါလို့ အမှန်ကိုပါလို့ရေ ကြောကုန်ရိုက်ပါမသားရဲ့အမှန်ကိုပါလို့ရဲ့မိမမာယာပြကိုစေ ဘယ်ကိုပြန်တော့ ဆိုရပြန်သေးတယ်မောင်တို့ယောက်ျားတွေများကြတော့ဘဲကိုပြတောင်းမလောက်ပါနဲ့မကြီးကိုပင်ကိုနှုတ်ပါလို့ရဲ့လိန်လဲလဲသာညံ့ညံ့ပါဟဲ ကေတာမဲဝထုံနောက်ကျော်ကမ်ပန်ခွေလေးရော ပန်းနီနီမပေးနဲ့ကွယ်မပန်းခြင်းပန်းနီနီမပေးနဲ့ကွယ်ပန်းခြင်းမှာချစ် Juste beau, ma yo chimwa, mi ta se mamire, ne o pang. When do you No to, When do you I'm a bear wait till no more. မောင်တွေကိုသွားသွားအနာမွားကြီးမပဲမိန်းကလေးတို့ရဲ့ချက်တည်းကျမတို့မိန်းကလေးတို့ရဲ့ဘဲတည်း 这个爷，这里， ချစ်သူသက်ဝေအိမ်နုဆွေမကောရင်ထားငယ်လေး 我嘛不， အများကြီးတရားနဲ့လေနာနာနေနေချစ်သူချစ်ရာတန်တရားမြဲဒီမောလာဟေး 嘿，哎呀，苏切妹，你大么别，听没有呀不啊，马怪不呀苏切吧妹，追了မြော 呀。 င် ဘောဘောကဖယား ကွာကွာတရားဒါလူပေါင်းရပါစေသာသူတောင်းမလေးဝေပြောင်းမြောင်းဘောဘောကဖယားမင်းနဲ့မောင်းတစ္ဆာဒါလူပေါင်းရပါစေသာသူတောင်းမလေးကာနေလူစိတ်ကကြီးလို့လူလုံးကျွဲကမသွေးဟေးသားတို့ရေသမီးတို့ရေအဝတ်စားလဲလို့ပြီးပြီလားဟေးမမရေ ဟုတ်အော်ဟူးဘုံမလာဝဲဟူး မွန်မွန်ရေဆို ဘာလဲရဲနေလိုက်ယူလား ဘာလို့လဲလားပြန် ပြန် ပြန် ဟောပြန်သူများကသုံးသွဲတယ်မတွေ့လားလို့မှတချင်းလေးဆိုတော့တယောက်နဲ့တယောက်ကြီးညင်နာနာနဲ့သူကတခါတည်းသိစိန်ကားတာ မင်းကသချင်းတွေမှာတွေရလို့ ရတာပေါ့အခုညီမဟောချစ်ရလားယင် ချစ်တယ်ဗောညီမရဲ့ ကိုလည်းညီမသိချစ်တာ ဟုတ်လား ဒါပေမဲ့ကိုရဟောဒီလောကမှာလေညီမကြောက်တာနှစ်ခုရှိတယ် ဘယ်သူလဲဘယ်သူလဲ အကိုနှာခေါင်းရယ်ကိုစိုးသူနှာခေါင်းရယ်နှာခေါင်းကြီးကြည့်ရတယ်ကြက်သိန်းကိုထထားလာတာ ကျက်သိန်းတိုင်းနဲ့နေကြက်ဖြစ်သွားအောင်မယ်နော်
ဘာလို့ကြောက်ရလဲညီမကိုတကယ်ချစ်တာ ညီမတကယ်ရှင်းလား အဲ ရှင်းသူတို့လိုစုံတွဲလေးဆိုအောင် အခုချပေးတဲ့တရင်ရတယ်မှာ ရတာပေါ့အဲ့ဒီချင်းလေးဆိုချင်းလို့ဒီမှာချင်းတော်တစ်လုံးကုန်တယ် ဒါနဲ့ညီမနဲ့ကိုကိုနဲ့ငယ်ငယ်လေးတွေကချစ်ခဲ့ကြတာငယ်ကျွမ်းဆိုရဆိုတဲ့အတန်လေးနဲ့ အေးအဲ့ဒါလေး တမကပေးတဲ့ဆာညမ်းနေ ဟုတ်ကဲ့ ဆုံးမလား ကောင်းတယ် ဆာငယ်ကျွဲတွေအခုတော့ဘယ်ရောက်နေ တသိန်းမောဆန်းနေခုတော့ဘယ်ရောက်နေ တမဆိုင်မှာမမင်တွေ့ရတာနေ့ကြညောင်းဝနေ သမားဆိုင်မှာမမြင်တွေ့ရတာမိကြလို့မီလေ စကွဲရိုးလာလာကလေးတွေငစိန်ထဲမှာရောလို့မွေ ကဲကလေးတွေစုံပါသလေ ဖွေစကွဲတွေပလူပြန်နေစပလုံးများမြင်သာ ဆက်ချီအောင်မဲလေးတွေရဲ့ရွေးလို့မနိုင်အခက်ပွေ စားမီရင်လေရတဲ့ပွေတမကပေးတဲ့ဆံညာနေတမကပေးတဲ့ဆံညာနေ ကို ညီမ ညီမကိုချစ်ရလား ချစ်တာပေါ့ညီမရဲ့ဘယ်နဲ့ပြောပါလဲ ချစ်တယ်နဲ့ဖယုံဘူးဖယုံ မယုံဘူး မလုံးနဲ့ကိုရပိန်သွားအောင်မယ်မနေ့ဖောင်းတာ ချစ်ပါတယ်ညီမရဲ့ တကယ်ချစ်လားကိုရ ချစ်တယ်ချစ်တယ် ချစ်တယ်ဆိုရင်လေညီမလေးအဲ့ဒီဆန်ချမ်းတွေကိုမစားနိုင်ဘူး ညီမဆံညာနေမစားနိုင်ရင်လည်းအရာရှိကြတော့လို့ပေါ့ညီမရဲ့ ဆိုင်နေတော့မကြိုးအပေါက်ဆိုးကစီဟောင်းတယ်လေ ဆန်ချင်းလည်းပြီးမပြေတာလည်းအမြဲရောလို့နေ ကြိုင်ကြိုက်လေးအဲ့ကိုလောင်းတဲ့ဘေးကိုလွင့်ထွင်နေ အနည်းအောင်အဝါရောင်ဆာမျိုးတို့အားဝင်ပြီးနေ သမားကပြေး ဆာရနေလေတို့တွေ ဝါမရပြီ သမားထုတ်တဲ့ဇံမောက်ရောင်ကိုမိတ်နေဝါလို့နေသမားထုတ်တဲ့ဇံမောက်ရောင်ကိုမိတ်နေဝါလို့နေဒီမှာတော့ဝါတော့ ဘာမသိဘူးမလားဒီဇာရမှာဒီလိုလုပ်တာ လာပါဖေးကိုကြာ အမိနိုင်ကြ သူပါတို့များတမျိုးပြီးတမျိုးနော်မင်းသမီးတွေများ အယောင်သွေးတွေ ပန်းရောင်လေးလဲလိုက်အနီလေးလဲလိုက်အပြာလေးလဲလိုက်မင်းငါပြောတာမဟုတ်တယ်မဟုတ် သိ ဟုတ်တယ်မဟုတ်လားလို့ပြောတာ ဟုတ်တယ်မလား ဒီတကမိမိကြီးပြောရေးတင်ဆက်ချင်တာကတော့အမေ UTC ရွှေနှင်းစီရဲ့ရွှေနှင်းစီချင်းလေးဖြစ်ပါတယ် ရွှေနေစီ ဟုတ်ကဲ့မိမိကြီးတို့ဟာအနုပညာဦးစီးဌာနကသမီးမျိုးလေးဖြစ်ပါတယ်နော်မြန်မာအနုပညာအမွေနှစ်တွေကိုမိမိကြီးတို့အနုပညာဦးစီးဌာနကထိမ့်သိမ့်နေရဆိုရင်မှားပါဘူးရှင် ဟုတ်ပါဟုတ်ပါဟုတ်ပါ ဒါကြောင့်မို့ရှစ်ခင်အောင်အောင်းမေပွဲလေးတွေကိုမိမိကြီးတင်ပြနေတာပါ ဟုတ်ကဲ့ဟုတ်ကဲ့ မေ UTC ရွှေနှင်းစီရဲ့ရွှေနှင်းစီသချင်းလေးကိုမိမိကြီးက3ခေတ်ခွဲပြီးကပြထွေးပြီးတင်ပါတယ် ဘယ်လိုကမှာတော့ ဟောပထမခေတ်ကကလေးသဘာဝမကတဲ့ကတဲ့ မကတဲ့ကတဲ့ ကတာလေး ဟုတ်ပါ ဟေးခလေးဘွား ဟုတ်ကဲ့ရှင်ကလေးသဘာဝ မဆိုတတ်ဆိုတတ် မကတဲ့ကတဲ့ မကတကတလေးခမင်းအာရုံကမယ် ကမှာပေါ့ အတူကဟိုကျိုးမုတ်ချွေကြီးဟိုမချိုတတ်ချူတာမကတကတနဲ့ တို့လည်းခရေးချစ်သွားပြီခရေးချစ်သွားရင်လားခရေးကြကြငါဟိုကကြားရင်ကွာ ဘယ်လိုကြားရင်တော့ ငါဟိုချမ်းကုန်တယ်လူတန်းကကြားမယ် ချမ်းကုန်လေလွတ်နေနေတကြီးကိုဘယ်လောက်ရောက်မှာလဲ အာချမ်းတကြီးကိုငါ95ကျ100ရောင်းမှာပေါ့ဟာ အဲ့ဒါချမ်းကုန်တကြီးတွေကကြားတာခလေးတွေကကြားတာမမကကြားနဲ့ ငါအဲ့လိုကြားကြည့်ကွာလိလားအဲ့လိုကြားကြည့်ငါလိုဂျေးထဲမှာငါကြက်သားရောက်နေငါကြားကျင်တာကွာလိလား ကြက်တောင်းနေတပိတ်တာဘယ်လောက်နဲ့ရောက်မှာ တ လဲ ပိတ်တာကို380 400လောက်ပေါ့ကွာ အဲ့ဒါဈေးတွေကကြားတာကလေးတွေကကြားတာမဟုတ်ဘူးမကကြားနဲ့မကကြားနဲ့မုံလာဦး10ဦး650 အဲ့ဒါပန်းမာတိတိဝရံပြဝဲကကြားတာနင်ကကြားတာမဟုတ်ဘူးတိဝရံပြဝဲမှာငါတော့လေးကနင်းနေကြည့်တည်းငါချတော့ငါကြောတီးကိုဘယ်ဟာတီးမှမတီး ဘယ်ကတီး ခုတော့သိရလား တီးပြီ ဘယ်ရသိလဲ ဘုဒ္ဓတရဏဘယ်ငါတီးတာ ဒီလိုပဲငါလည်းစတော့အပြောင်းမှုပဲဘယ်ဘူးမှမသိ အခုတီးဗျာ သိပြီ ဘယ်ဟာဘူးဗျာ ကြံမင်းကဘူးပဲ ကြောက်ကြဘူးမလားတက်လုံနေကြီး ကလေးသဘာဝ UTC ရွှေနှင်းစီရဲ့ရွှေနှင်းစီသချင်းလေးနားဆင်နေတ ဒီ ယ် ငါစတော့ဘယ်ဟာမွေးမှမသိ ဟမ် အခုတော့တီးဘုဒ္ဓတရဏ ဟုတ်ပါနဲ့ဝဲပင်ရမွေးတယ်ဒီက မလာ
အောင်လက်ကသွားတယ် ကလေးဘွားတော့အကာလေးတွေ ကလေးလေးတွေလိုပဲကတော့တာ UTC ရွှေနှင်းစီမတ်တင်ညွန့် ဟုတ်ကဲ့ ငယ်ငယ်တော့ကဒါရှေ့တော့ကမင်းသမီးတို့ရန်ကုန်မှာလည်းရှိတယ် ဟုတ်တယ် ဟိုမှာတော့မြရေချင်းမငွေမြိုင်မန်းလေးမှာ ဟုတ်ကဲ့ ဩဘာတောင်း ဟုတ်ကဲ့ တို့ရန်ကုန်ကျတော့ UTC ရွှေနှင်းစီ ဒီနေ့စီ ဖဲရှင်အောင်ငွေ ဖဲရှင်အောင်ငွေ သူကသူတယောက်တစ်မျိုးစီနာမည်ကြီးတာ နာမည်ကြီးတာ ရွှေနှင်းစီကမုံရွှေနှင်းစီကဒီမုံရွှေဤကနဲ့နာမည်ကြီးတာ နာမည်ကြီးတယ် တက္ကသိုလ်စိန်ကျတော့ရိုးရရကနဲ့နာမည်ကြီးတာ ဟုတ်ကဲ့ ဟိုပန်တရားကျောင်းမှာနီးပြဆရာမလို့ဆိုတော့ကောလိပ်မြိုင် ဟုတ်ကဲ့ သူကျတော့နန်းတွင်းကနဲ့နာမည်ကြီးတာ နန်းတွင်းက ဖက်ရှင်အောင်ငွေကျတော့ကလကနဲ့နာမည်ကြီးတာနိုင်ငံရကသိကောင်းတာမင်းဖက်ရှင်အောင်ငွေကျလက်ကလေးကကျကလားလေးလို့ကမင်းကလားလက်ကလေးနဲ့ပါ ကလားလက် हो तेरा चारा हो तेरा चारा कोबरे गया तेरा चारा कोबरे गया तेरा चारा कोबरे गया तेरा चाबी दे ကိုယ်ပဲခဲနေတာရှောက်ပြောနေ မင်းသမီးကတဲ့ မင်းအပြိုင်ဆိုင်ပေါ်ခဲ့ အပြိုင်ဆိုင်လေးတွေက ပြောမလား ဟုတ်တယ် ထက်ကအပြိုင်ဆိုင်လေးတွေပေါ်လာခဲ့တာတကြောင်တခါတည်းတရားတစ်ပုတ်ဆမ်းမယ် ဟုတ်တယ် ဒါရွှေနေယူတီရွှေနေတချင်းဆိုလည်းအမျိုးမျိုး မျိုးနေရ ဟုတ်တယ် အဲ့ဒီရွှေနေဒီတချင်းဆိုပြီးတော့ကျွန်တော်တို့မော်လမြိုင်ဘက်မှာကျွန်တော်တို့အငိမ့်ဟိုတုန်းကဖြော်ပြရေးတခါသွားကဘူးတယ် ဟုတ်တယ် ကဘူးအဲ့ဘက်မှာဖြစ်ခဲ့တဲ့အဖြစ်ကလေးပါကျုံလို့မိဘများကိုတင်ပြတယ်ဘာဖြစ်ခဲ့လဲဆိုတော့ကျွန်တော်တို့အမှုပညာရှင်တွေအဲ့မှာဖြော်ပြရေးကရင်နဲ့စိတ်ဝင်စားကြတယ်ကျွန်တော်တို့ရုပ်ရှင်အမှုပညာသမီးအမှုပညာရှင်များကိုအဲ့မှာကျွန်တော်လက်ဖေးတိုင်းမှာစုပြီးထိုင်ပြီးစကားပြောနေအဲ့ဒီမှာလက်ဖေးတိုင်းရှေ့မှာကတ္တရလမ်းမကြီးကဘက်ကဂုံအဆင်းရှိတယ်အဲ့မှာဟိုလှက်လှက်ကြည့်ပြီးတော့ဟာဟိုမှာရောက်နေကိုမိုးဒီတို့ဘာညာဆိုတော့အဲ့ဒီအချိန်မှာမွန်အမျိုးသမီးလေးတယောက်က7ဘိန်းစီးပြီးတော့ဆင်းလာ ဩ ဒီဘက်ကမွန်အဖိုးကြီးတယောက်ကလည်း7ဘိန်းနဲ့လာဒီဘက်လက်ငင်းနဲ့ကျွန်တော်တို့ရှေ့ကျမှာဖြစ်တတ်တယ်7ဘိန်းတစ်စီးကဂျိုင်းဆိုဝင်တိုက်ပြီးတော့ပြစ်လဲသွားကြတယ်အနာပါတယ်ကောင်မလေးလည်းတော်နာသွားလားမသိဘူးကမန်ကလည်းသူ့7ဘိန်းလေးကောက်ပြီးတော့ကောက်ထောင်ကြည့်ပြီးတော့7ဘိန်းတွန်းကြည့်တော့7ဘိန်းကတွန်းမရဘူးပကြီးဘယ်လိုလုပ်လဲပကြီး ဘာကြီးကိုပကြီး ဘာကြီးဆိုတော့မွန်လာပကြီးဘယ်လိုလုပ်လဲပကြီး7ဘိန်းအဲ့ဒါကိုကျွန်မစပုတ်ပြပြီတဲ့ စမုတ် 7ဘိန်းကစပုတ်ပြသွားပြီအဲ့ဒီမှာအဖိုးကြီးကလည်းသူ့7ဘိန်းလေးကောက်ထောင်ကြည့်ပြီးတော့ဒီစပုတ်ပြတာကအရေးမကြည့်ဘူးတဲ့ငါလည်းခွေကျိုးပြီတဲ့ခွေကကျိုးသွားတယ်သူကအေး ဒါလူရှင်တော်ဆိုတာကရင်လိုတတ်မယ်ကလားလိုတတ်မယ် ကျွန်တော်ဆိုရင်ကျွန်တော်တရုတ်လို့တက်တယ်တရုတ်ဆိုရင်အပိရှန်ကအီရှန်ကလူလောက်ပုတ်ပဲစီ ဟောလာတော့မှာမမောရလာတော့မှာပါတယ် အပိရှန်ကအီရှန်ကလူလောက်ပုတ်ပဲစီတဲ့ အတိတ်ပဲရပါတယ် အပိအလွန်တရားသိငယ်တဲ့ငါပြောမှာဆလာစင်မတက်ကလေးမိဖွားတယ် တယောက်လည်းမတတ်မနဲ့တယောက်လည်းခင်မပူစုလဲကွာ အဲဆရာကရှိ ခင်မလူရှင်တော့လား အခုခင်ဗျလူရှင်တော့ ခင်မတော့အေးရလဲကွာကွာ ရီရတယ် ရတယ်ကောင် ဟိုဘာတလုံးချွေရရတယ် ရတယ် ခင်မဟိုစဘောပြလဲခင်မတော်အေးရလဲကောင်း ရီရတယ် ခင်မမင်းအေးကျင်မယ် ကြီးကြီးရင်းမယ် ကြီးကျင်လဲဟိုခင်မတို့မစမပူစုလဲ မိမိကြီး အတန်ကောင်းလေရုပ်ခေါ်လေ အာအာကြီးကောင်းလား မိမိကြီးတို့ဟိုတချင်းဟိုစဘောပြတယ်ဟိုတိစီတိုင်ပပြောလားဟိုတိစီတိုင်ပပြောဟိုချစ်တင်မြတ်ကိုဟိုချစ်တင်မြတ်ကိုမိမိကျွတောင်းလို့တာပါ ညမို့ရွှေတောင် ညမဆွေတောင်လုံးတာပါ ဟောဝမပူလေတရုတ်လေ မပူရင်မိသွားကြတယ် ကိုင်း မိမဆွေတောင်းလို့တာပါနဆူဒီပါ ဘယ်လိုဒီပါ နဆူကငင်လို့တဲ့တဲ့ပါသွားလဲကွာနေပြီးတော့ဟိုတချင်းလားမိမိကြီးဆိုလဲကွာဟိုမက်ကဲအေကိုသူ့မိကဘလောက်လဲပေါ့ပါလို့ မကြိုက် သူ့မရိုက်ပါလို့ အနားမှာတော့မရှိဘူးလေသူ့မိကရက်ပါလို့လားမက်ကဲအေကိုသူ့မိကရက်ပါမိကွာမရှိလဲလေမငိုလေ အောင်ပိုင်းမှန်ကို ဩကလာကလက်စစ်ကမလာဘူးကွာမောင်မငိုလား မမိုင်းမငို မောင်မကိုမိမမရှိလဲကောင်က ကိုလူမျိုး သူလူပါပဲဆရာအားကြီးလို့လေကွာကိုလူမျိုးထံဘောက်ကဒူးကောင်းကိုဆွဲ ခြေထောက်ကိုဆွဲ ရဲဘော်ဟောဒူးကောင်းကပြက်လေလေကိုလူမျိုးထံဘောက်ကခြေလောက်ကိုဆွဲလားခြေလောက်ကိုဆွဲတန်းလန်း တွဲလေ တွဲငါငုတ်ကြည့်တာတန်းလန်းကြီးတွေ့လေကွာတွဲလေလားတွဲလေလေပါမိုးအနောက်ကချုံ ဘုတ်တော်မှာကျိုး ရွာဖို့အရေးကြီးတယ်ဘယ်ကချုံပေါ့အတွဲလေလေပါမိုးတောင်ကချုံမုတ်ပြ မုတ်လို့ တက်လင်းမိလေပြသွားတယ်ကွာ ထောက်လို့မရဘူး မလို့လား မလို့ မလို့ဒီလိုမထားနဲ့မလို့တခါလဲချက်ကူကမလို့ချက်ကူကတော့ကြာကရမှာမန္တကာလေးတွေ့လေကွာ ဆုံးတော့ဒီ ပတ်ကြဗျာတိတိကျဖုံးပေးလေခိမနားတယ်လား ဟုတ်တာပါတယောက်ကြီးငါရောက်ခမတော့ပွဲလာကြည့်တာမြင်းကြီးတော်သဘောကြတာမြင်းကြီးအင်တန်ကောင်းလေလေကတာလေးတွေတော့ဝါစိတ်စဘောပြလာပဲတဲ့လူစင်တော်ငမော်လဲပါတယ်လေမိုးနီလဲပါတယ်လူစင်တော်ဟိုမင်းတို့ဆရာပါလဲစိတ်ညိုးလဲလက်ခေါင်းကြီးကြီးနဲ့စပြက်လုံးနေပြတယ်တော့ဝါစဘောပြလဲလေမြေလို့လေ ဘယ်မရောက်ခမဘယ်လိုလဲ
ခေါက်ဆွဲရောက်နေပေါက်ဖို့ကြီးကပွဲလာကြည့် ဦးမောင်ဆန်း လာကြည့်တော့လူစင်တဲ့တင်းကြီးလာတဲ့ခေါက်ဆွဲတမလာတယ်ဟိုကောင်းကောင်းပြောပေးမယ်လေခင်ဗျားတို့ဘွယ်သဘောကြလဲတန်တာလေးလဲ OCD လဲကောင်းလဲဟိုသဘောကြလဲမြင့်မြင့်ကြီးလဲအင်မလာကောင်းလဲလေ ကောင်းတယ် အင်မတကောင်းလဲလေတချစ်ဆိုတယ်တော့ဟိုသဘောကြလဲလေလာပြီးတော့လူစင်တဲ့မမော်လဲပါလဲလေလောက်မိုးဒီလဲပါလေလေလူစင်တဲ့စိတ်ရောလဲပါလေလေစိတ်လုံးပြလို့နေတော့အာကြီးရလာပဲတဲ့ဥမြေလုံးလေခမရရောက်ခမအကြောင်းလေးနည်းနည်းပြန်ရှင်းပါကျွန်တော်မှကြက်ရည်တန်းနဲ့လူလဲခန်းနေရ နှစ်ခါတော့ပြောပြီးမြင့်ကြီးကောင်းလေလေလူစင်နာလေးလဲသဘောပြလေလေကြလုံးလေးပြတယ်ဝါအာကြီးသဘောပြလာပဲလူစင်နာစိတ်ရောတယ်ပြလုံးပြတယ်ဝါအာကြီးသဘောပြလာပဲ ပြေလို့လား တော့လက်တက်လက်တော့လက်တိုင်းစားအောင်ပေါ့ဟုတ် မြမရင်ရင်မှုကတာလေးလည်းကောင်းပါဆိုတာလေးလည်းကောင်းတယ် ဟုတ်ပါ တို့လူရှင်တော်တွေတောင်းချင်ငါတားလည်းငါသဘောကျဒီမင်းသမီးတွေထမိန်နာကြီးတွေပါတော့ဘာသဘောလဲရောမိသမောက် ထမိန်နာဒီထမိန်နာပြဿနာပဲ ဟုတ်တယ် ဒီထမိန်နာကိုကျွန်တော်စိတ်တုံးနေတာ ခက်ခက်ကြတယ် ဒီထမိန်နာပဲအခုကျွန်တော်တို့ဒီစင်ကာပူကိုကျွန်တော်တို့မြန်မာကိုကြီးဖွဲ့အနေနဲ့ပါရောက်ပြီးတော့မြန်မာရင်ကျေးမှုဖြောပေးတင်ဆက်မှုပြုရင်ပထမဦးဆိုကျွန်တော်တို့လေတက်ရမှုလေတက်မှာကျွန်တော်က ဟုတ်တယ် နေ့ကျွန်တော်တက်မွေးနေ တမွေးနေ ကတော့လေတက်မှာကျွန်တော်ကဗျာအဲ့ဒီမှာကတော့ကျွန်တော်မျိုးသမီးကလာပြီးပွဲကြည့်ပြီးတော့ရှေ့ကနေပြီးတော့မိမိကြီးထမိန်နာရှိနေခက်ထမိန်နာခက်ကြတာကိုကြည့်ကောင်းတယ်ဆိုပြီးအဲ့ရကျွန်တော်ပူစားတာပဲကျွန်မကိုလည်းကိုမိုးရီရဲ့ကျွန်မကိုလည်းထမိန်နာအရှိတက်ပြီးပါ ကိုမိုးရီဆိုလည်းရပါတယ်ကိုမိုးရီဆိုတော့ နှစ်ယောက်တည်းကျန်သူကကိုမိုးရီလို့ခေါ်တယ်အပြင်မှာကျတော့အိမ်ကဟာကြီးအဲ့လိုခေါ်တယ်အဲ့မလုံနဲ့နင်ကရက်သူဟိုကမင်းသမီးတော့သူကခွန်ဝင်လေးနဲ့သူကကြည့်ကောင်းတယ် ခွင်ဝင်လေးနဲ့သူ့ကိုကြည့်ကောင်းတယ် အဲ့ဒါကိုပြောလို့မရအောင်ဟာထမိန်နာရှိတက်ပဲထမိန်နာရှိတက်ပဲစိတ်တူပြီးကျွန်တော်တခါတည်းဘိုးချုပ်သေးသွားပြီးတော့ပိတ်နှုတ်ယူလာပြီးထမိန်နာတက်ပေး ဩ ထမိန်နဲ့တက်ပြီးတဲ့ဒီမှာဧည့်သည်တွေရောက်လာတယ်ဗျာတခါလက်ပုတ်တာဧည့်သည်ဖျားပုံဧည့်သည်ကြိုက်လက်ကဧည့်သည်ဧည့်သည်ထမိန်ခုကျွေးတယ်ထမိန်ခုကျွေးတယ်ဟင်းညိုပွဲဇွန်းပါမလားစိတ်တူပြီးကျွန်တော်တပြက်စီးနဲ့လိုက်ရိုက်သူထမိန်သားကြီးကြိုက်ပြီးထမိန်ပတ်ပြေးတာဗောဧည့်သည်သုံးယောက်ကထမိန်သားရဲ့ပျောက်သွားတယ်ကျွန်တော်စစ်တပ်ခေါ်ကြလဲမတွေ့ရဲခေါ်ကြလဲမတွေ့နဲ့နောက်ထမိန်စုံကိုဆွဲလိုက်တော့မှဖျားပုံဧည့်သည်ကကြိုက်ရိုးလေးကြိုက်သေးဒါပါဟုတ်တယ်မင်းတို့မိမတွေကချီးကျူးမကောင်းမိမနဲ့မှငါမိမချီးကျူးကောင်းတာမိမတွေတရေတရင်ဘယ်နှလားလဲလားမင်းတို့သိ9လလွယ်10လခွာပဲလေငါမိမမင်းကိုဝင်ကိုတော်တော်ကြာတာခင်ဗျမင်းမွေးပြီးတာမသိမကြသေးဘူးငါမိမကိုဝင်ဘယ်မှာစရှိလဲဆိုတော့ရွှေကုန်းနိုင်မီးပွင့်ရစရှိတာရွှေကုန်းနိုင်မီးပွင့်မှာနေငါမိမကိုဝင်3နှစ်ဖြစ်သွားတယ်ဘာလို့မင်းဒီကုန်းမီးပွင့်ကြတော့ငါမိမကိုဝင်9နှစ်ရှိသွားပြီဒါတော့နီးနီးလေးကမာရောမီးပွင့်ကြတော့တော်တော်လေးကိုကြာတာငါမိမတော်တော်လေးကိုခလေးတောင်တမန်တော့အသက်တော်တော်ကြီးသွားပြီမီးပွင့်မှာနေမွေးတော့တာပဲခလေးကဝင်ရကြတော့ငါထားနှုတ်ဆက်တယ်ဘယ်လိုနှုတ်ဆက်အဲ့နဲ့ငါမီးချမ်းချမ်းမာမာပဲလာတယ်ဟုတ်တယ်ရှင်းတော့အဲ့ဒါကျွန်တော်မိမဘယ်လိုမိမပဲဖြစ်မိမအဲ့ကျွန်တော်မျက်စိမမြင်တဲ့မိမပဲလိုချင်အခန်းကြီးဘာလို့ဖို့အခန်းကြီးဘာလို့အခန်းကြီးပဲမဲ့သူကသုံးတဲ့နေရာတဲ့တာပဲဘာပဲညာသုံးတယ်မိမရေမုံမလင်းသေးဘူးกว่าဆိုလဲနေတာပဲငါလိုမိမတော့ဘဲပြုတ်တဲ့ဩဇာနားထောင်နေမှာကြက်သွန်နားထောင်မှာပေါ့ကဲလာဟေးဘယ်လိုလဲဟုတ်ပါကြက်တန်လေးတယောက်ခဲကို3မျိုး3စားကသွားရှင်းချင်းမှုကမင်းသမီးလေးတွေဆိုတော့ဒါကတာခုနာကိုတော်တော်ကောင်းတယ်တို့လူရှင်တော်တွေလည်းဒါပြက်လုံးနေပြတော့ဒါမှမကတဘူးအောင်မင်းနေကတပါတယ်ဘယ်နဲ့ကတတယ်လူရှင်တော်တွေညီချင်းကဆိုတော့ရှင်းပိုင်းအထက်သွားတယ်ကမာလေးတွေ့တယ်မလားအဲ့ကမာလေးတွေလေတို့မညီမညာအကပရိတာညီညာကညီညာဟောအဲ့ညီညာအကပရိတာတို့ကကြောက်ကဲတို့ဟုတ်ပြီဟုတ်တို့လည်းမင်းကလေးလို့ပေါ့တို့ကငါလေမမောလို့နဲ့တွေ့ကြတာပျော်ကြရလားဗျာဆိုတော့မင်းတို့ကတော့ကလေမင်းကလေးလို့လေပျော်ပါတယ်တော့ပျော်တယ်တော့အဲ့လိုလေးပဲလိုက်ပျော်ပါတယ်တော့ပျော်တယ်တော့ဟုတ်ပြီတို့ရင်းကမလေးပေါ့ညီညာလေးညီညာလေးဟဲ့ကောင်မဘက်ကကောင်မအစွန်းထွက်နေတယ်ပြောရှာတယ်ဟိုဘက်ကနေစီလာစီကပြောတယ်နေစီလာစီကပြောတယ်နော်အဲ့တော့ကဲခါလေးထောက်ပြီးတော့နော်ခါလေးထောက်ပြီးတော့မမောတို့နဲ့တွေ့ကြတာနဲ့ဘယ်လိုချုံမလဲသူကမမောတို့နဲ့တွေ့ကြတာပြောကြရလားဗျာဆိုရင်တော့ပြောပါတယ်တော့ပြောတယ်တော့ဒါပဲသူကမမောနဲ့တွေ့ကြပြောကြရလားဆိုသူကပြောကြပါတယ်တော့ပြောတယ်တက်လို့ဆိုရမှာပေါ်ဟဲ့မလေးညနာကြီးကချစ်စရာမကောင်းယွန်းစရာကောင်းတာသားစိတ်မရစိတ်ကိုကုန်းလိုက်တာဆိုကြတယ်ယောက်ျားနာမနဲ့မိန်းမလို့လုပ်တာငါအဲ့ဒီစောက်မှတကယ်ပြောတာဟုတ်ပဲဒါမခမိန်လာဘယ်တော့နဲ့ပေါင်းလိုက်လို့ခွေးတက်ကိုဟုတ်ပြီတော့မမတို့နဲ့တွေ့ကြတာပျော်ကြရဲ့လားဗျာပြောတယ်တော့မမတို့နဲ့တွေ့ကြတာပျော်ကြရဲ့လားဗျာ
ဟေးပြောပါလေတော့ပြောတယ်တော့ မမတို့နဲ့တွေ့ကြတာ ကောင်းနေဟာ ပြောကြရလားဗျာ โอ้ပြောပါလေတော့ပြောတယ်တော့ မမတို့နဲ့တွေ့ကြ ရောက်သွားပြီရောက်သွားပြီ ပြောကြရလားဗျာ ဟေးပြောပါလေတော့ပြောတယ်တော့ မမတို့နဲ့တွေ့ကြတာပြောကြရလားဗျာ ဟေးပြောပါလေတော့ပြောတယ်တော့ မမတို့နဲ့တွေ့ကြတာဟေးကြောက်ပြီပြောပါဆလားဗျာ ဟေးပြောပါလေတော့ပြောတယ် တ တော့ တော်ကြီးတတော်ကြီး အကမတက်တော့မှနံပြတော့ဖုတ်တက်သွားမှာဟုတ်လားမမတို့နဲ့တွေ့ကြတာပြောကြရလားဗျာ โอ้ပြောပါလေတော့ပြောတယ်တော့ မမတို့နဲ့တွေ့ကြတာပြောကြရလားဗျာ ပြောပါလေ တော့ပြောတယ်တော့ မမတို့နဲ့တွေ့ကြတာပြောကြရလားဗျာ ပြောပါလေတော့ပြောတယ်တော့ မမတို့နဲ့တွေ့ကြတာပြောကြရလားဗျာဖြဲဗျာဖြဲဗျာ ဟေးပြောပါလေတော့ပြောတယ်တော့ မမတို့နဲ့တွေ့ကြတာပြောကြရလားဗျာ ဟေးပြောပါလေတော့ပြောတယ်တော့ ဘယ်လိုရိမ့် မ မှာ မတို့နဲ့တွေ့ကြတာပြောကြရလားဗျာ ဟေးပြောပါလေတော့ပြောတယ်တော့ မမတို့နဲ့တွေ့ကြတာပြောကြရလားဗျာ ဟေးပြောပါလေတော့ပြောတယ်တော့ မမတို့နဲ့တွေ့ကြတာပြောကြရလားဗျာ ဟေးပြောပါလေတော့ပြောတယ်တော့ မမတို့နဲ့တွေ့ကြတာပြောကြရလားဗျာ ဟေးပြောပါလေတော့ပြောတယ်တော့ မမတို့နဲ့တွေ့ကြတာပြောကြရလားဗျာဖြဲဗျာ ဟေးပြောပါလေတော့ပြောတယ်တော့ မမတို့နဲ့တွေ့ကြတာပြောကြရလားဗျာ ဟေးပြောပါလေတော့ပြောတယ်တော့ မမတွေ့ကြတာပြောကြရလားဗျာ ဟေးပြောပါလေတော့ပြောတယ်တော့ မမတို့နဲ့တွေ့ကြတာပြောကြရလားဗျာ ဟေးပြောပါလေတော့ပြောတယ်တော့ မမတို့နဲ့တွေ့ကြတာပြောကြရလားဗျာ ဘယ်လိုရိမ့်ကကွက်တည်တော့ တော့ပြောတယ်တော့ မမတို့နဲ့တွေ့ကြတာပြောကြရလားဗျာ ပြောပါလေတော့ ပြောတယ် ကျွန်တော်ကလည်းညက်တယ်ဗျ ညည ဒီရိမ့်ကကွက်ကနှလုံးသား မမတို့နဲ့တွေ့ကြတာပြောကြရလားဗျာ ဟေးပြောပါလေတော့ပြောတယ်တော့ မမတို့နဲ့တွေ့ကြတာပြောကြရလားဗျာ ပြောပါလေတော့ပြောတယ်တော့ ဆရာမဘယ်လိုကကွက်တည်တော့ဦးကြည့်ပါ အဲ့ဒီကကျွန်တော်တိတ်လှုပ်ရှားလုံးအားကြီးတယ်ရ ပြုတ်ကြရင်ကြသွားပါသေးကမမတို့နဲ့တွေ့ကြတာပြောကြရလားဗျာ ပြောပါလေတော့ပြောတယ်တော့ မမတို့နဲ့တွေ့ကြတာပြောကြရလားဗျာကဗျာ ဒါကတော့ငါသိတယ်ငါမိမကကွက်ကွာ ပြောပါလေတော့ပြောတယ်တော့ ပြောကြရလားဗျာ ပြောပါလေတော့ပြောတယ်တော့ မမတို့နဲ့တွေ့ကြတာပြောကြရလားဗျာ ပြောတယ်တော့ပြောတယ်တော့ မမတို့နဲ့တွေ့ကြတာပြောကြရညနေလားဟာမမတို့လူငယ်ပြီးတက်ကွက်လည်းမရှိတော့ဟာဟိုက်ဟိုက် ဟေးဝကြီးစေသွားပြီ ဟာ ဝကြီးစေသွားပြီ အေးဝဒဆမ်းမိတာ ဝတ်သားမယ်ဝတ်သား ဝဒဆမ်းမဝအမွှေးချလိုက် ရင်တော့ပြော ရင်တော့ပြောမလားဟုတ်ပြီ ရင်တော့ပြော ကောင်းလိုက်တယ်ကြီး အမေ အဘေ ဒီလူဝါကိုင်လာဒီလူဝါ နေရချမယ်နေရအေး
နေရချမ်းမယ်နေ နေ ရ စား အမိချမ်းမယ် အမိစားမယ် အမိစား အမိစားရင်ရမယ်အမိစားထုတ်မယ်အော်အမိကနောက်မှာပဲ ပြေးချလှုပ်ဆမ်းပါဟာထ အမေကိုဘယ်မှမသိဘူး တေချာကုန်း ဒီပဲတော့လို့မနှူးရင်တောင်းမမီဘူး တေချာကုန်း အညာများရိုက် နာညကောင်းဒီနာညကောင်း နာများ နန်းဘယ်နှခုယူ သုံး 3ချက်အားရမယ်နန်းပြ ကောင်း မြန်ဘုတ်ပါကြားတယ် ဟုတ်ကဲ့ အာအေးတာပါဖီး ဒီကောင်းလေးကွာမီးမော်ကိုယူဆိုင်ပါဆိုမဆိုင်ဘူး ကြားတယ်ကွာမစောင်းနဲ့ကွာမြန်လို့ပါ မီးကြီးကားတွေကိုသူ့ပြုံထည့်တာမီး ဒီဘောတိုက်မကလေးနဲ့နော်မိဘောလေကောင်းထွက်သွားမယ် နန်းပြချီးတော်တန်း ဒါကွာကိုလည်းပါခင်ဗျားတို့ပါစားမလဲ ကျက်လိုက် တေကမ်းပြခေါ်ထွက်ကြကြီး ဘယ်နဲ့ ဆိုင်နာ တေကမ်းပြလေ ဆိုင်နာမဲတေကမ်းပြ ဟုတ်ပြီ ဟိုပါစားနဲ့စားမလဲ ရတယ်လေဘာသာနဲ့ပဲဖြစ်ဖြစ် ဟိုဝစားနဲ့စားမလဲ ဝစားနဲ့လည်းရတယ် ဝစားနဲ့ခရမ်းကျင်သီးပေးတိုင်း တေချာလောက်ပါ မုံလာဦးပေးတိုင်း ဟုတ်ဗျာ ငုံခွဲမှာဟဲ့ ဟောကပိုင် ရောရှာလာပါ မိဘောစိတ်ညစ်သွားတယ် အမလေးကလာနောက်မှကြတော့လာ အေးမိကြီးနေမလာရင်ဒီမှာမိဘောပြတ်တော့မယ် မီးကြီးကားတွေပြုံထည့်တာ